ကောင်တောင်ခန်းကိုတေချာပေါက်တိုက်တကယ်တော့စစ်တိုက်တယ်ဆိုလူတက်တာနိုင်ငံတော်ကိုကာကွယ်တာပဲခဏထားပါအဲ့တော့မင်းတို့အသက်ရှင်ခြင်းလားအသက်ရှင်ခြင်းရန်သူကိုကအိုးအောင်ရင်တက်မင်းကဘာလဲဆိုရင်တိတ်တုံညာနဲ့ကွန်ဆာရငါတို့တိုက်လာတယ်တကယ်ငါတို့တိုက်မယ်ဆိုဘာမှမဆိုင်တဲ့ဓနုတွေကိုလက်နက်ကင်နိုင်ဓနုဒေတာကိုလာဖြက်စီးတယ်သူများခိုင်းဘက်ဖြစ်နေရတာမရှက်တတ်တဲ့သူကိုပြောမှရမယ်စစ်ပြစ်နေတဲ့ဒေတာမှာဒီကောင်တွေ့တဲ့လူတိုင်းရတယ်ငါတို့လူပဲလေဘုန်းကြီးတဲ့ဘာဖြစ်အရွယ်ကောင်းလို့ရှိရင်တနက်ကင်ခိုင်းလို့ရတယ်ဒါနဲ့တောင်ခန့်ချသွားပြီဆိုဟာမဟုတ်ပါဘူးခိုင်စောရဲ့ခင်ဗျားအခုတိုက်အမြောက်တက်ဆိုတာကိုသိရငါတို့ကန်လာတဲ့သွေးတွေဘလောက်ရဲလဲဆိုတော့မင်းတို့ပြဟောဟုတ်လေအချင်းသေးပြီးတိုက်မှာအကုန်လုံးတင်ကြမှာပဲဆရာကြီးဒီတက်ခွဲကိုစက်ပြီးဥမဆောင်နိုင်တော့ဘူးဆိုရင်ကျွန်တော်စက်ပြီးဥဆောင်ပါတော့လိုက်မယ်ဗျာဆရာရဲတော့ဥဆောင်နေဆိုရင်မရဲသွားထိလိုက်မယ်မတိုက်ရဲတဲ့ကောင်လည်းရှင်းတော့ကောင်းကိုတက်ပြီးလိုက်ဒီတိုက်ပွဲစပြီဆိုတာနဲ့တိုက်ဖို့လိုက်ပြီးမှဖက်ပြေးဖို့မစင်စားနဲ့စစ်တပ်ရင်ငါကိုယ်တိုင်လိုက်စစ်တပ်ရင်ထွက်ပြေးတဲ့ကောင်ရှိရင်ငါကိုယ်တိုင်ပြစ်တတ်ငါထွက်ပြေးရင်လည်းငါ့ကိုစစ်ကောင်စီကြောင့်တော်တော်အထင်ကြီးနေတာဟဲ့ရဘာလို့လောက်ထင်ကြီးနေတောင်ခမ်းမှာရှိနေတဲ့တက်တယ်ထက်ရောက်လာရင်တက်မတယ်ခံချရတဲ့တက်တယ်ဟုတ်တော့လိုက်တဲ့တက်တယ်ဖြစ်နေပြီဗျ